အားလုံးပဲမင်္ဂလာပါ19ရက်နေ့ကြာလေညနေအတွက်ပေါ့ဒီ6ကွက်တော့ထုတ်တာချိန်မရနဲ့ site ကတချမ်းကြည့်ဖြစ်လို့ပဲဒီရှိရဲ့ site ပဲပြပြီးလိုက်ကြရင်လည်းပပပဲကစားပါညနေဒီချမ်းကြည့်ထားလိုက်ရတယ်နှစ်တရ30 3 brain နဲ့ဆိုဒီနှစ်ကွက်ရှိမယ်နှစ်တနဲ့30ကျန်တာ site ကြတယ်ပြင်61တောင်ကိုတောင်တက်ခွန်တက်ပြန်ကြလဲရှိတော့ site ဒါမနေ့က frame ရဲ့ contact frame ရဲ့ဆက်ကြောက်ဒီ3 brain နှစ်ကွက်အရင်ကြည့်ရအောင်ချိန်တိတ်မရှိတော့အမြန်ပဲပြလိုက်တော့မယ်ဒီမှာ3 break တပင်ကျော်3 break တပင်ကျော်စပင်3 break ပေါ့ဒါမှမဟုတ်ဒီကနေဆင်းလာမယ်3 break 1နှစ်3လေးမှာ3 break 1နှစ်3လေးမှာ3 break ပေါ့ဒါတော့ပုံတူကြရင်တော့30ဒါပေမဲ့ဒါ3 break ကိုမှဒီကောင်ပူကြိုက်တယ်နှစ်တက်ဒီမှာ3 break ကိုတော့ site ထင်းမှာပေါ့လေဒီတောင်းလုံးပေါင်း448ပေါင်း6ဆိုရင်ဒီတောင်းလုံးပေါင်းနဲ့6ဖြစ်ရမယ်ဒါမှမဟုတ်ဒီ3ညရဲ့4ရဲ့8ရဲ့6နှစ်ဒီတောင်းလုံးပေါင်းက6ဒီတောင်းလုံးပေါင်း3ည4 8ပေါင်းနဲ့ပေါ့6နှစ်အဲ့ချိန်မှာဒီနှလုံးပေါင်းနဲ့ဒီနှလုံးပေါင်းနဲ့တက်နေပဲပေါ့ဒါဆို81ကွက်ထမယ်ဒုတိယကက်လည်းဒီမှာဒီထိပ်တောင်းလုံးပေါင်း8တက်ခွန်ပေါင်း6အဲ့ဆို4တက်ခွန်ပေါင်းနဲ့ပေါ့6နှစ်အဲ့ဆိုဒီနှလုံးပေါင်းကပိတ်နှလုံးပေါင်းနဲ့ဖြစ်ရမယ်ပုံဒီတော့တက်နေပဲတော့တက်နေပါနဲ့ဒါဆို concerted ကွက်ထမယ်အဲ့ဆိုတတိယကက်ဒီတောင်းလုံးပေါင်းအပီတီအပြာရောင်တောင်းလုံးပေါင်း6ဖြစ်ရမယ်ဆိုတော့နှစ်ထဲရမှာပေါ့ဒီတောင်းလုံးပေါင်း6ဆိုရင်ဒီထိပ်စီတောင်းလုံးပေါင်း8ရဲ့နဲ့ပါနှစ်ပြန်ဖြစ်ရမယ်ဒီမှာလဲ4တက်ခွန်နဲ့ဒီမှာ3ည4 8နှစ်ဒါဆိုနှစ်ထိပ်ရပါပြီအဲ့ဆိုအပိတ်နှလုံးပေါင်းကနှစ်ဖြစ်ရမယ်တခြားနှစ်မြောက်တည်းတက်ပဲဒီမှာတက်နဲ့နဲ့တက်နဲ့ဆိုတော့21ကွက်ခုန3 break အကြပေါ့ဒါမှမဟုတ်ဒီအောင်ပုံတူပြန်ကြပါမယ်ဆိုရင်တော့30ရှိမယ်ဒါဒီဆိုင်နဲ့ချုပ်ထားရင်တော့21ကွက်ပေါ့3 break နဲ့2ကွက်ထုတ်ထားတယ်တက်နဲ့30ဒါမှမဟုတ်ဒီကောင်ဒါနဲ့တက်30ပြီးသွားရင်61ကွက်ရှိတယ်ဒီမှာဒါခုန frame မှာပဲရှစ်ပိတ်ကရှစ်ထိပ်ပြန်သွားအပိတ်ကအပိတ်ပြန်ရိုက်တက်ရှစ်ထိပ်တော့81ရှစ်ပြန်သွားခွန်လာခွန်ပိတ်ခွန်ထိပ်ပြန်သွားရှစ်ခွန်ဒီပိတ်ကတက်ပိတ်ပဲ81 concept ပေါ့81 concept ပဲဒီမှာ6က6ပြန်သွားမယ်88ခွန်66လို့သွားမယ်6ပိတ်ကပိတ်တက်ပြန်ရမယ်ဆို61တကွက်ပြင်ဒီလည်းနှစ်ကွက်ချမ်းတောင်ကိုတောင်တက်ကကြာလာလေးနေပေါ့3ကက်ဆိုင်ပဲတော့3ထိပ်လို့ရတယ်3ထိပ်ဆိုသူ့ပါဝါ8ကအပိတ်3လုံးပေါင်း8ပေါ့
ဒုတိယကလည်းတော့ကြာတာနေမှာတုံးထိတ်ရပြီညာနေအဲ့ဒါသူပါပါရှစ်လိုက်မယ်တင်9နှစ်ပေါင်းရှစ်တုံးရှစ်ပါပါတကယ်ဆက်လိုက်မယ်ဆိုရင်တုံးထိတ်ပိတ်တုံးလုံးပေါင်းရှစ်ဆိုတော့ရှစ်တက်ရှိပြီ9ရှိပြီရှစ်ဖြောက9ထဲမှာ39ပေါ့ဒီ39ကွာဒါမှဒီ31ကဒီတုံးထိတ်ကြောင့်မလို့ဒီ3ရဲ့2ရဲ့ဒီအဆက်လေးနဲ့3ရဲ့2ရဲ့ပိတ်ရှက်ပေါင်း3ပြန်ဖြစ်တော့ဒုတိယက3ထိတ်ကြောင့်မလို့ဒီ1ရဲ့3ရဲ့ဒီ2ရဲ့ပေါင်း3ပြန်ဖြစ်မှာအဲဒါကဒီမှာ3ထိတ်ဆိုရင်6ရဲ့6ရဲ့3ပြန်ဖြစ်ဖို့က1ထဲမှာ1ပိတ်အဲဒါ31ဒါဒီမင်းညာခွန်တက်ပြန်ကြကနာဒီလုံးရှိမှာခွန်တက်ပဲကြတော့ဒီထိတ်တုံးလုံးပေါင်း9ခုတက်ပေါင်း9ရဲ့9ရဲ့တက်ပေါင်း9ဆိုရင်2ရဲ့9ရဲ့4ရဲ့ပေါင်း9ဒီတုံးလုံး9ဒီတုံးလုံး9ထည့်ပြရမယ်ဒီထိတ်စီတုံးလုံးပြန်91ရဲ့3ရဲ့ပေါင်း9တုံးထိတ်ထည့်ရမယ်အဲ9ဖြစ်လာမယ်ဒီ3လုံးပြန်ပြီးတော့9ပြန်ဖြစ်အောင်4ရဲ့3ရဲ့8ရဲ့ပေါင်း9စား9 4ချက်ပေါ့ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9ပြည့်ဒီ3လုံး9 38တပေါက်တော့ထားဒုတိယကလည်းလိုပဲပေါ့ဒီ3လုံးပေါင်း9 6ရဲ့9ရဲ့4ရဲ့ပေါင်း9အဲဆိုရင်3ရဲ့9ရဲ့3ရဲ့9အဲ9ပြီးရတယ်ဒီ4ရဲ့8ရဲ့3ရဲ့ပေါင်း9 3ထိပ်အဲဆိုရင်ဒီ3လုံးပေါင်း9ပြန်ဖြစ်မယ်3ရဲ့3ရဲ့2ရဲ့ပေါင်း9ပေါ့9 4ချက်နဲ့ဒါ30နှစ်ငါတတိယကလည်းကိုဒီမှာ9ခင်းထားပြီပါ1ရဲ့2ရဲ့2ရဲ့ပေါင်း9အဲဆို6ရဲ့ခွန်ရဲ့6ရဲ့2ရဲ့ခွန်ရဲ့ပေါင်း9နှစ်ချက်ရှိပါဆို2ရဲ့6ရဲ့9ဖြစ်ဖို့ခွန်ထဲပေါ့9ဒီ9လောက်ရင်ဆိုဒီ3လုံးကပြန်ပေါင်းချင်း9ဆိုခွန်ရဲ့1ရဲ့ပေါင်းမှ9ပြန်ခွန်7ပြန်ကြာရှိကြိုင်လည်းပပပဲကစားပါညာ6ကွက်ဒီတော့နှစ်တက်ကြိုက်တယ်3 brain ဆိုနှစ်တက်30ကြာ3 9 3တက်ခွန်တက်6တက်ဒီကနေကြာ6တက်ဒီ6ကွက်ပေါ့အားလုံးပဲကွက်လက်ပါ